ဦးစင်းကတော့ဦးစဝနာပဲဖြစ်ပါတယ်။ဒါဖုံဖုံကြီးရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီနားမှာရှိတဲ့ရွာကလေးတော်တော်များများကဒီပညာရေးနဲ့ပတ်သက်ပြီးတော့မှအခွင့်အရေးအရင်နဲတာကိုတွေ့ရတယ်။သူတို့မှာဒီဘက်ကကြောင်းလေးတစ်ကြောင်းပဲတိတိလေးရှိတယ်။ဒါကလည်းပဲဖုံကြီးကကောင်းကောင်းထောက်ပံ့မပေးနိုင်ဘူး။အဲ့အတွက်အဲ့နားမှာရှိတဲ့ရွာကကလေးတွေပညာရေးနဲ့ပတ်သက်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီနေရာမှာဒါဘက်ကကြောင်းကိုဖွင့်ခဲ့တာဖြစ်ပါတယ်။ Question ရောက်ကြည့်ဖွင့်တဲ့နေရာကမြို့နဲ့အလန်းတော်တော်လေးဝေးနေတာဖြစ်တော့ဒီစစအရာရာဦးဇင်းတို့အားလုံးကိုယ်တိုင်ပဲရုန်းကန်ရတဲ့သဘောရှိတာပေါ့နော်ဦးဇင်းတို့စပြီးတော့သွားတော့ဦးဆောင်တဲ့ဦးဇင်းရဲ့ကျောင်းဆရာ၄ယောက်ရဲ့ကိုရင်အပါ40လောက်ရဲ့ဦးဇင်းတို့သွားပြီးတော့မှအဲ့မှာအခြေချစတင်ပြီးတော့မှဒီဘက်ကကျောင်းလေးကိုစပြိုးတာနေရာကအလန်းကွာဝေးတာဖြစ်တဲ့အတွက်ဆွေးရည်ကွမ်းရေးကစပြီးတော့မှအများကြီးခက်ခဲတယ်အဲ့ဒါမှရှိတဲ့ရွာလေးနဲ့ရွာတော့ရှိတယ်ရွာဆိုပြီးမှလည်းပဲအင်ဂျီကနေရွာပေါင်းမှ30 40ဝန်းကျင်လောက်ဆိုတော့သူတို့ကိုယ်တိုင်ပဲထင်းခုတ်မိသွေးဖုတ်ဒီလိုလုပ်ပြီးတော့မှရှင်တန်ရတာဖြစ်တဲ့အတွက်ဦးဇင်းတို့ထောက်ပံ့ဖို့အတွက်အများကြီးခက်ခဲတယ်ဒါဆရာတော်ကြီးရဲ့ထောက်ပံ့ပေးမှုနဲ့ပဲဦးဇင်းတို့တွေဒါဖြတ်တန်းရတာပေါ့ဦးဇင်းတို့2018တုန်းကဆရာက4ယောက်ကျောင်းသားဦးရေက40ကျော်ဒါ2019 2020တဖြည်းဖြည်းချင်းနဲ့ကျောင်းသားတွေများလာအဲ့နီနာကဒီတခါတခါမှတွေလည်းပဲတိလာတာဖြစ်တဲ့အတွက်တဖြည်းဖြည်းချင်းကျောင်းတွေအလာရင်းနဲ့ဦးဇင်းတို့2019ကျောင်းသားအရေအတွက်ရကျောင်းသား150တိဖြစ်သွားတယ်ဆရာဆရာမအင်အားကလည်းဒီတုန်းကတယောက်20ဝန်းကျင်လောက်ရှိလာတယ်ပေါ့အဲ့မှာကိုဘက်ကာလာလေးနည်းနည်းဖြစ်သွားတော့နည်းနည်းအချိန်လေးနည်းနည်းတည်သွားပြီးတော့ဒီ2020 2021 2022ကပြည့်အစပြီးတော့မှအခုကာလမှာဆိုရင်တော့ပြန်ပြီးတော့မှလဲပတ်နေပြီကိုရင်အပါ90လောက်ရှိတယ်ပြီးတော့မိန်းကလေးဦးကြီးက80လောက်ရှိတယ်အားလုံးစုစုပေါင်းဝန်းကျင်ဆရာဆရာမတွေရောကျောင်းသားတွေရောဆိုလို့ရှိရင်အယောက်200လောက်ရှိတယ်ရွာတက်လာတာရွာကလာပြီးတော့မှကျောင်းတက်တဲ့ကလေးတွေကလည်းအယောက်20 25ယောက်လောက်ရှိတယ်ဒါဦးဇင်းတို့ကျောင်းမှာဆိုရင်ဒီကျောင်းပညာရေးအပါဝင်ပေါ့နော်ကျောင်းပညာရေးကလည်းဦးဇင်းတို့အတက်နိုင်ဆိုစူးစမ်းပြီးတော့ပြုလုပ်ပေးတယ်ဒီကျောင်းပညာရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီကဥတီတာတော့ဦးဇင်းတို့ကဒီအင်္ဂလိပ်ဘာသာစကားတွေတရုတ်ဘာသာစကားတွေပြီးလို့ရှိရင်နွေရာသီကာလမှာဆိုလည်းရင်ကျေးလိမ့်မှာတင်တန်းတွေဒါလေးတွေပေးတယ်ပေါ့နော်အဓိကဦးဇင်းတို့ဥတီတာကတော့ဒီပညာရေးကိုအခြေခံပြီးတော့မှနိုင်ငံခြားဆိုတဲ့အနေအထားမျိုးပေါ့နော်ပြည်ပကိုထွက်နိုင်ပြီးတော့မှတကယ်အဆင့်မြင့်တဲ့ပညာတွေကိုသင်ယူနိုင်အောင်ဒါကိုရည်ရွယ်ပြီးတော့မှဦးဇင်းတို့လှုပ်ဆောင်ပေးတယ်ဒါတနေ့တာဖြတ်တန်းတဲ့အခါမှာလည်းသူတို့ပျော်ရွှင်မှုတွေအားကစားတွေလည်းလုပ်ပေးတယ်ပြီးတော့ဒီခြေပြုတ်ရေးကလည်းပဲသူတို့ကိုယ်တိုင်ကိုပဲဒါအဖွဲ့တွေခွဲပြီးတော့မှလောက်ကင်စေတယ်ပေါ့ဒါ life skill တွေလည်းပဲသူတို့တွေရတယ်ပြီးတော့ဘာသာစကားတွေလည်းပဲအားတယ်လို့ညပိုင်းဆိုလို့ရှိရင် conversation တွေလုပ်ပေးတယ်။နေရာဒီကာလမှာဆိုရင်ရက်တူဒီ English class ကလေးတွေလုပ်ပေးတယ်။ဒါဦးဇင်းတို့တွေဒီကနေပြီးတော့ဒီအခွင့်အလမ်းကနေပြီးတော့မှာပေါ့နော်။ဒီဖုန်းဆက်ပြီးတော့မှဒါပြပတက္ကသိုလ်တွေကိုတက်ရောက်ခွင့်ရဖို့အတွက်ဒါဦးဇင်းတို့တွေအများကြီးရည်မှန်းထားတယ်ပေါ့။ကျောင်းပညာရေးတစ်ခုတင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီဘာသာရေးနဲ့ပတ်သက်လို့ရှိရင်လည်းပဲဒါလစဉ်ပွဲတော်လေးတွေဦးဇင်းတို့တွေကျင်းပပေးဖြစ်တယ်ညပိုင်းဆိုလို့ရှိရင်လည်းညပိုင်းကိုတစ်ကြိမ်မနက်ပိုင်းကိုတစ်ကြိမ်တနေ့ကို2ကြိမ်ဖျားဝတ်တက်ပြီးတဲ့အချိန်မှာသူတို့သိကျင်တဲ့မိကွန်းလေးတွေမေးခိုင်းပြီးတော့ဒါဦးဇင်းတို့ပြောကျင်တဲ့အကြောင်းအရာလေးတွေဦးဇင်းတို့ပေးကျင်တဲ့ဒီဘာသာရေး message လေးတွေလည်းပဲဦးဇင်းတို့တွေပြောပြတယ်ပြီးတော့မှပုံမှန်တွေ့ပြတာကတော့ညနေပိုင်းပေါ့နော်ဦးဇင်းတို့ public talk free talk လို့ဒီခေါ်ပြီးတော့မှနာမည်တွေအမျိုးပြောင်းပြီးတော့မှညနေပိုင်းမှာ45မိနစ်တနာရီဝန်းကျင်လောက်တွေ့ပြီးတော့မှသူတို့မေးတဲ့မေးခွန်းတွေဒါဦးဇင်းတို့ကဒါဖြေပေးတယ်ပေါ့သူတို့သိကျင်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါတွေကိုဦးဇင်းတို့ဦးစားပေးပြီးတော့ဖြေပေးတယ်အဲဆိုတော့ဒီကလေးတွေကပြောရဲဆိုရဲရှိလာတယ်ပြီးတော့မှသူတို့မေးတဲ့မေးခွန်းတွေကိုဦးဇင်းတို့ကောင်းပြန်ပြီးတော့မှဖြေချပေးသူတို့လည်းဘုသူတို့တွေအများကြီးရစေတယ်ပေါ့အဓိကတော့ဦးဇင်းတို့ရည်ရွယ်တာကဒီစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့မှဒါတော်တဲ့တတ်တဲ့ကောင်းတဲ့တော်တဲ့ဒီကလေးတွေဖြစ်လာစေဖို့အတွက်ဦးဇင်းတို့ကကြိုးစားပေးနေတာပဲဖြစ်ပါတယ်